လုံးပဲမင်္ဂလာပါဒီချက်ကတော့ငိမ့် algebra nook ကဒီချက်ငိမ့်ရွှေကြီးဖြစ်ပါတယ်ဒီချက်ဒီဗီဒီယိုလေးမှာတော့ grade 12 unit 3diet and nutrition အခန်းမှာပါတဲ့စာပိုက်ကလေးတွေအကြောင်းကိုရှင်းပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံနှိပ်စာအုပ်လေးရဲ့ခဲတံလေးရဲ့တွားယူလိုက်ပါအောင်နော်ကဲအစင်သစ်ဖြစ်ပြီဆိုလို့ရှိရင်စာလိုက်ရအောင်နော်ဒီနေ့ကဗီဒီယိုမှာဆိုလို့ရှိရင်ဒီချက်တို့အတွက်ပေါ့နော်ဒီချက်တို့ရဲ့ကျန်းမာရေးအတွက်မကောင်းတဲ့အစာအသုံးမျိုးအကြောင်းပြောခဲ့တယ်အဲ့ဒါတွေကဘာတွေလဲဆိုတာမှတ်မိသေးရဲ့လားဟုတ်ပါတယ်အဲ့ဒီအစားအသောက်တွေကတော့ processed food ရဲ့refined food ရဲ့ high cholesterol food ရဲ့ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ refined food အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ် processed food ကတော့အရင်ဗီဒီယိုလေးမှာပြောပြပြီးသွားပါပြီအဲ့တော့ refined food တဲ့နော် refined food တွေကတဲ့သူက highly processed food တဲ့နော် highly processed ဆို process ကကြတော့ဘယ်လိုအစားအသောက်မျိုးလဲဆိုရင် artificial colorings တို့ flavorings တို့ပါတဲ့ဟာမျိုးတွေပေါ့နော်သူကပြုပြင်ထားတဲ့အစားအသောက်တွေပေါ့အဲ့တော့ highly processed food ဆိုတော့သူကဘယ်လိုတော့ပြုပြင်ထားလဲဆိုလို့ရှိရင် highly ကဒီနေရာမှာမြင့်မားစွာလို့မဟုတ်ဘဲနဲ့အလွန်အမင်းပေါ့နော်refined food တွေကတဲ့ highly processed food အလွန်အမင်းပြုပြင်ထားတဲ့အစားအသောက်တွေပါတဲ့အဲ့တော့သူ့ရဲ့အဓိပ္ပာယ်လေးက food တဲ့အစားအသောက်ပါပဲတဲ့ that have been straight off တဲ့ straight off ရဲ့အဓိပ္ပာယ်ကဘာလို့ထားတာလဲဆိုလို့ရှိရင်ခွာသည်ချွတ်သည်ရဲ့လို့အဓိပ္ပာယ်ရတယ်အဲ့တော့ခွာထားတယ်ချွတ်ထားတယ်ပေါ့နော်ဘာတွေကိုချွတ်ထားတာလဲဆိုရင် they are original nutrients တဲ့ nutrient content ပေါ့နော်အဲ့တော့ original ဆိုတာကမူလပါဝင်တဲ့ nutrient content လို့ခေါ်တဲ့အာဟာရဓာတ်တွေရဲ့နောက်တစ်ခုက fiber လို့ခေါ်တဲ့အမြင်ဓာတ်တွေပေါ့နော် content ကဒီနေရာမှာပါဝင်မှုနှုန်းလို့လည်းပြောလို့ရတယ်အဲ့တော့ food အစားအသောက်တွေ that have been straight off ခွာထားတယ်ချွတ်ထားတယ် they are original nutrient content တဲ့သူတို့ရဲ့ original မူလပါဝင်ပြီးသားအာဟာရဓာတ်တွေရဲ့နောက်တစ်ခု fiber လို့ခေါ်တဲ့အမြင်ဓာတ်တွေရဲ့ကိုချွတ်ထားတာခွာထားတဲ့အစားအသောက်တွေပေါ့နော်အဲ့လိုမျိုးအစားအသောက်တွေကို refined food လို့ခေါ်တယ်တဲ့ပြောချင်တာကတော့ဒီ original nutrient content တို့ fiber တို့ဖယ်ထုတ်ထားတာခွာထားတာချွတ်ထားတာเนาะအဲ့တော့ examples of these food တဲ့ဒီနေရာမှာပါတဲ့ these ကဒီ refined food တွေကိုပြောချင်တာအဲ့တော့ဒီပေါ့နော် refined food example လေးတွေကဘာလေးတွေလဲဆိုရင် white flour လို့ခေါ်တဲ့ဂျုံဖြူရဲ့ white rice လို့ခေါ်တဲ့စံဖြူရဲ့ table sugar လို့ခေါ်တဲ့တကြားပေါ့နော်စပွဲတင်တကြားဓာတ်လေးတကြားတွေရဲ့နောက်တစ်ခုက high fructose corn syrup တဲ့ corn ဆိုတာကတော့ပြောင်းမှုပေါ့အဲ့တော့ဒီနေရာမှာ high fructose corn syrup ကိုတတွဲလုံးဘာသာပြန်မယ်ဆိုလို့ရှိရင်တော့အချိုဓာတ်လွန်ကဲနေတဲ့တကြားရည်လို့ဘာသာပြန်လို့ရတယ်เนาะဘာဖြစ်လို့လဲဆို syrup ရဲ့အဓိပ္ပာယ်ကတကြားရည်တကားရည်လို့ပြောတာ哦အဲ့တော့ corn ဆိုတာပြောင်းမှုနဲ့လုပ်ထားတာအဲ့တော့ high fructose corn syrup ကိုတတွဲလုံးဘာသာပြန်မယ်ဆိုလို့ရှိရင်တော့အချိုဓာတ်လွန်ကဲနေတဲ့တကြားရည်ပေါ့တဲ့သူတို့တွေကဆိုဒီ examples တွေအကုန်လုံးရဲ့ဒီ refined food တွေရဲ့တဲ့ are not good တဲ့ကောင်းလားဆိုရင်မကောင်းပါဘူးတဲ့ for our health ဘသူအတွက်လဲဆိုရင်ဒီရှယ်တို့ရဲ့ကျန်းမာရေးအတွက်မကောင်းဘူးတဲ့ because ဘာလို့လဲဆိုရင်တဲ့ essential nutrients လို့ခေါ်တဲ့ essential ဆိုတာမရှိမဖြစ်လိုအပ်တဲ့ nutrients အာဟာရဓာတ်တွေကတဲ့ are lost တဲ့ဘာဖြစ်သွားရလို့လဲဆုံးရှုံးသွားရလို့တဲ့ဘယ်အဆင့်မှာလဲဆိုရင် in food processing တဲ့အစားအစာကို processing လို့ခေါ်တဲ့ပြုပြင်နေတဲ့အချိန်မှာloss ဆုံးရှုံးသွားရတဲ့ essential nutrients တွေမရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေကိုဆုံးရှုံးသွားရတာဖြစ်တဲ့အတွက်ဒီရှယ်တို့ရဲ့ကျန်းမာရေးအတွက်မကောင်းပါဘူးတဲ့နော်အဲ့တော့ဒီအပိုက်ကလေးမှာဆိုရင်ဘာလေးတွေလာနိုင်လဲဆိုလို့ရှိရင်refined food ရဲ့အဓိပ္ပာယ်ကဘာလဲပေါ့နော် refined food ကဘာလဲလို့မေးရင် food that have been stripped of their original nutrient content and fiber ကိုဖြည့်ပေးရမယ်နောက်တစ်ခုကကျတော့ refined food တွေရဲ့ example လေးတွေကိုပြောပြပါဆိုလို့ရှိရင်တော့ white flour white rice table sugar and high fructose corn syrup ပေါ့နောက်တစ်ခါကျ refined food တွေကိုစားသင့်လား refined food တွေကငါတို့အတွက်ကောင်းလားကျန်းမာရေးအတွက်ကောင်းလားလို့မေးရင်တော့ they are not good for health because essential nutrients are lost in food processing ပေါ့နော်အဲ့တော့ဒီအပိုက်မှာ၃ချောင်းနဲ့ပါတာအဲ့၃ချောင်းနဲ့မှလည်းမေးခွန်းက၃ခုလာနိုင်ပါတယ်เนาะကဲဒီလောက်ဆိုလို့ရှိရင်တော့ဒီစာပိုက်ထဲမှာပါတဲ့အကြောင်းအရာလေးတွေရဲ့ဒီလာနိုင်ခြေရှိတဲ့မိကွန်းလေးတွေရဲ့ကိုတည်သွားပြီဆိုလို့ရှိရင်ဒီရှယ်တို့initial အတွက်စကားလုံးလေးတွေပြန်လေ့လာကြည့်လိုက်ရအောင်เนาะအဲ့တော့ဒီမှာက straight off ရဲ့အဓိပ္ပာယ်လေးက straight ရဲ့နောက်က off လေးเนาะတခါတည်း straight ရဲ့အဓိပ္ပာယ်ကခွာသည်ထုတ်သည်ဖဲ့သည်ပေါ့အဲ့အဓိပ္ပာယ်လေးရှိတယ် original ကတော့မူလ nutrients ကတော့တည်ပြီးသားအာဟာရဓာတ် content ကတော့ပါဝင်မှုနှုန်းပေါ့ fiber ကတော့အမြင်ဓာတ်เนาะနောက်တစ်ခုက white flour ဆိုတာက flour ဆိုတာကဂျုံ white rice ကကြတော့ rice ကကြတော့ဆန်
table sugar ကကြတော့စပွဲတင်တကြားနောက်တစ်ခုက high fructose corn syrup ဆိုတာကတော့တကြားရည် corn ဆိုတာကတော့ပြောင်းမှုပေါ့နော်နောက် HELTA health ဆိုတာကကျန်းမာရေးသူကကြတော့ noun အနေနဲ့သုံးတာသူရဲ့ adjective ကကြတော့ HEALTHY essential ဆိုတာကမရှိမဖြစ်အရေးကြီးတော့နောက် loss ကကြတော့ LOSC lose ကနေလာတာပေါ့နော်ပျောက်သွားသည်ဆုံးရှုံးသွားသည်ဆိုတဲ့အဓိပ္ပာယ်လေးနောက်တစ်ခုကကြတော့ food processing ဆိုတော့ processing ဆိုတာဒီနေရာမှာပြုပြင်တာအဲ့တော့ food processing ဆိုအစားအစာကိုပြုပြင်နေတုံးပေါ့နော် LOST loss ရဲ့မူရင်း verb ကတော့ LOSE ဒါကတော့ LOST loss ဆိုတာဒါ passive voice နဲ့ရေးထားတာဆိုတော့လေ LOST loss ကတော့ဒီကောင်လေးကတော့ verb 3ပေါ့ကဲဒါဆိုလို့ရှိရင်တော့ဒီတစ်ပိုင်းမှာရှိတဲ့စကားလုံးလေးတွေအကြောင်းကိုလည်းသိသွားပြီလို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ပေးတဲ့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဒီချေတို့နောက်ထပ်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ high cholesterol food လေးတွေအကြောင်းကိုသွားလိုက်ရအောင်เนาะအဲ့တော့နောက်ထပ်ဗီဒီယိုမှာပဲပြန်တွေ့ကြပါမယ်